ဒီနေ့ကမြန်မာဆိုင်မှာဆော့တုံမှာတွားပြီးဝယ်လာတဲ့ဒူးရင်းဒီပေါ့နော်အနံ့ကတော့တော်တော်ထွက်တယ်။အဲ့ဒီရထားစီးရထားပေါ်မှာအနံ့နာမှာဆိုလို့ဒီဆိုင်ရဒီဆိုင်လေးထုတ်ပြီးပေးလိုက်ရ။လေးဒီဘက်မှာကျတော့ဒီဘက်မျိုးတွေကဒူးရင်းဒီကတော်တော်နဲ့နေလေဒီနေ့ကျတော့ရထားစီးလို့ရှိရင်နာမှာဆိုလို့ဆိုပြီးတော့ပေးချလေးဆိုင်ရထုတ်ပေးလိုက်။ Okay.ဒူးရင်ဒီအဆူနဲ့ဆိုတော့တွေးတော့ရတယ်အလုံးကတော့ဒီနေ့ပေါ့နော်3580နဲ့80 3580ပေးရတယ်စားကြလို့တော့ဝယ်စားရဈေးကြီးရဲ့ဒူးရင်ဒီကဒီမှာလေးလက်ကဒူးရင်ဒီစုပါတွေးတော့Okay.မနေ့ကတော့ဒီနေ့ကဒူးရင်ဒီကခွဲချင်တာစားလို့မရအောင်ဒီနေ့ဆိုးဘက်စကိုင်းမှာဆိုတော့အာလူကိုတို့တောက်ထားတော့စားလို့မရဘူးဖြစ်နေတယ်ဒူးရင်ဒီနဲ့အာလူကိုတို့မတဲဘူးနော်ကဲဒူးရင်ဒီခွဲမယ်ဆိုတော့အမေနားတော့ဒူးရင်ဒီစုကအစိတ်ရှိလားမသိဘူးနားလိုက်တာကဲအလေကနေဒူးရင်ဒီကလေးစားချင်တာနဲ့ခွဲချင်တာပေါ့နော်ကဲ3580နဲ့80ပဲဝါအိုးစုကိုဝါမွေးနေရပဲစားချင်တယ်စားလို့မရဘူးအာလူကိုဒူးရင်ဒီနဲ့မတည့်ဝါကဲဒီလိုကြီးပါမလေးဒူးရင်ဒီစူတာစိတ်ရှိတယ်ဝါအနေတော့ပဲတင်းလေးလုံးကြီးပဲဝင်းနေပါဘယ်နှမွားပါမလဲဒီမှာတော့ဒီမှာတအိမ်ပါမယ်ဒူးရင်ဒီကလေးစားချင်တာနဲ့လေခွဲရတာပို့ပြီးတော့ပြောဖို့ကောင်းတယ်ဒူးရင်ဒီအခွဲကောင်းလို့ဆူသွားပြီကဲဝါကဲဒီလိုအိမ်ကြီးတွေပါစားချင်တယ်တင်းလေးကဲအခုချိန်ထိကတော့3မွာပဲရှိသေးပါတယ်ဒီမှာ1မွာဆိုတော့4မွာပဲပါတော့ပေါ့ကဲ4မွာပဲပါပါတယ်ကဲ3580ကို4မွာပါပါတယ်မွေးနေရပဲကြိုက်တယ်လို့ဆိုတော့အနံ့အစာမွေးနေကဲဒီလိုကိတ်ကြီးပေါ့နော်စားကျင်တယ်စားလို့မရအောင်ကဲမနေ့ပြန်မှာပဲစားပါတော့မယ်ဒီနေ့ကတော့အာလူခိုးတို့နဲ့မတည့်ဘူးဆိုတော့
အနံလေးပဲရှူလိုက်ပါမယ်မနေ့ကမှစားပါမယ်ကဲသူရင်ဒီအခွန်အနေနဲ့ဆိုတော့ပြေစာပတ်ပြီးတော့ပြင်ပါရမယ်ကဲသူရင်ဒီခွဲပြီးတော့ပါပြီဒီလိုမှန်ကြီးပေါ့နော်3580ကို4မှန်ပါတယ်ပေါ့နော်